ကြည်ကုန်းကတော့တန့်ကျိုးတွေကိုချောကလက်စားသလိုကျွတ်ကျွတ်မီအောင်ကြိုက်ွားပြနေတာမို့ဘေးကသွားဆရာဝန်နှင်းရောက်လဲကြောက်လန့်တကြားနဲ့စပွဲကြီးပါမပြီးထပ်ပြေးကြပါတော့တယ်ခဏနေကကြည်ကုန်းကတန်ချီချင်းလက်ချင်းတွေကိုကြိုက်ဖက်ဖြစ်လိုက်ပြီးမိကုန်းဝဲအဖေပြောင်းလဲကအချင်းထောင်တွေကနေအေးအေးလူလူပဲထွက်လာခဲ့ပါရဲ့အဲ့ဒီနောက်ကြည်ကုန်းဟာကောင်ဆိုးလေးချင်းရွှေရဲ့အိမ်ရှိကိုရောက်လာပြီးသူကပြင်ပေးဆွဲလာတဲ့မိန်းကလေးတယောက်ကိုအနိုင်ကျင့်မှုချန်စီနေတာကိုတွေ့သွားပါရဲ့ကြည်ကုန်းလည်းဒီကောင်လေးကိုပညာပေးဖို့ဆုံးဖြတ်လိုက်ပါရဲ့အဲ့ဒီအချိန်မှာပဲအိမ်စေတယောက်လမ်းလျှောက်လာတာနဲ့တဲ့တဲ့တိုးပါတော့တယ်ကြည်ကုန်းကသူ့နဲ့ရက်တောင်နဲ့အသားလေးတစ်ချက်ခတ်လိုက်ရုံတင်အိမ်စေလဲထောင်းတွေမူးနောက်ထိချင်းရွှေရဲ့အခန်းထဲကိုရိမ့်ထိုးဝင်သွားပါတော့တယ်ရလက်ကတော့အမူးလိုနေတဲ့ချင်းရွှေတယောက်အခန်းထဲဝင်လာတဲ့အိမ်စေကိုဟိုမင်းကလေးအမတ်နဲ့ပြေးဖက်ပြီးအသေးအတန်အချစ်ချပါတော့တယ်အိမ်စေခင်ဗျောင်းလဲနာလို့လို့အော်ဟစ်ပြီးသူ့အဖေယူသွက်တဲ့ယောဂထားဖောက်လာမယ်ဆိုတော့မှချင်းရွှေလဲစိတ်ပြက်လက်ပြက်နဲ့သူ့အဖေချင်းဝေစီကိုအရင်သွားကြည့်ဖို့ပြင်နာပါတော့တယ်သူကမိန်းကလေးထွက်ပြီးမှဆိုလို့အခန်းတကားကိုပါတောက်ခတ်သွားပါသေးတယ်ရက်တောင်လေးတစ်ချက်ဝှေ့ရမ်းလိုက်တာနဲ့တကားကပွင့်သွားခဲ့ပြီးမိန်းကလေးကိုလည်းချက်ချင်းကယ်ထုတ်သွားပါတော့တယ်တစ်ဖက်မှာလည်းချင်းရှုတယောက်သူ့အဖေစီရောက်သွားပြီးနေကောက်ရက်သားနဲ့ဘာလို့ယူရတာလဲလို့မေးလိုက်တဲ့အခါအဖေဖြစ်သူကဒေါသတကြီးနဲ့သူ့ကိုတရိษံကောင်လို့ဆဲဆူပြီးမောင်းထုတ်ပါတော့တယ်ချင်းရှုလည်းယောဂမရှိတာပဲပြီးတာပါပဲဆိုပြီးအလိုမကျတဲ့မျက်နှာပေးနဲ့ပြန်ထွက်လာခဲ့ပြီးလမ်းမှာလည်းစိတ်တူတူနဲ့အိမ်စီပါးကိုဖျက်ရိုက်သွားပါသေးတယ်ဒီချိန်မှာတော့ကြည်ကုန်းကမိန်းကလေးကိုချင်းအိမ်တော်ရဲ့နောက်ဖဲတကားစီခေါ်လာခဲ့ပါပြီချင်းရှုကိုပြည်နာပေးဖို့အတွက်ကြည်ကုန်းကမိန်းကလေးကိုနေရန်နားမှာမတ်တက်ရက်ခိုင်းပြီးခန္ဓာကိုယ်ကိုစကန်ဖက်ကနေရန်ပေါ်မှာပုံရည်ရန်တစ်ခုခြံခဲ့သွားပါတယ်အခန်းထဲပြန်ရောက်တော့မိန်းကလေးပျောက်နေတာတွေ့တဲ့ချင်းရှုကတော့အိမ်စီတွေကိုခေါ်ပြီးအတင်းလိုက်ရှာရကနေနောက်ဖဲဥယျာဉ်ထဲမှာမိန်းကလေးကိုပြန်တွေ့သွားပါတယ်သူကမဆိုင်မတွေ့ပဲပြေးဖက်လိုက်တဲ့အခါနေရန်ကိုစောင့်မိပြီးနှာခေါင်းသွေးတွေတောင်ယူထွက်ကုန်ပါတယ်နောက်တစ်ခါတိုင်နားမှာမိန်းကလေးကိုထက်တွေ့လို့ပြေးဖက်ပြီးပုတ်တက်ပြန်တော့လေတိုင်ကြီးဖြစ်နေပြန်လို့ဘေးကအိမ်စီတွေကတခင်လေးမှားနေပြီလို့အော်တတိပေးရပါတော့တယ်ချင်းရှုံညာအမောဆုပ်ပြီးအာရင်တွေကုန်ခန်းသွားပြီမဲ့စိတ်ကတော့မယိုးမရွတ်ဖြစ်နေတော့ပါပဲသူကမနှက်ပြန်ကြရင်လူလွတ်ပြီးအဲ့ဒီမိမရဲ့ယောက်ျားကိုဖမ်းပြီးရင်အရှင်လက်လက်မြေမြုပ်ပစ်လိုက်ယောက်ျားမရှိရင်သူကမုတ်ဆွချစ်သွားပြီဆိုပြီးရုံမာဖို့ကြံစီနေတာပါသူ့ဘာသာစိတ်ကူးငြိမ်ငြိမ်ရဲမောနေတော့ဘေးကအိမ်စေးကတတိပေးမှသူ့ပိုက်ကြီးကကိုဝင်းဆောင်အမျိုးသမီးထက်ပေါင်ကြီးနေမှန်တတိထားမိသွားပါရဲ့ဒါဟာလဲကြည်ကုန်းရဲ့လက်ချက်ပဲဖြစ်ပါရဲ့အဲ့ဒီနောက်ကြည်ကုန်းကထောင်ထဲကိုပြန်ဝင်ပြီးချင်းဖေကိုယ်တိုင်လာတောင်းပါမယ်အချိန်ကိုစောင့်နေလိုက်ပါတယ်ချင်းဖေလည်းများလဲတားဖေသူရဲ့ပိုက်ကြီးလာတဲ့ယောဂကိုကုဖို့မြို့တော်ကအတော်ဆုံးဆရာဝန်ကိုပိတ်နေပြီမဲ့ဆရာဝန်ကလည်းယောက်ျားလေးကိုဝင်ဆောင်တာပထမဆုံးမြင်ဘူးတာပဲလို့ညင်းပြီးဒါကိုကုနိုင်တာလင်းရင်ကြောင်တို့ကကြည်ကုန်းအရှင်သူမြတ်ပဲရှိတယ်လို့ပြောလိုက်တာကြောင့်ချင်းဖေကအံ့ဩသွားရပါတယ်အဲ့ဒီပုံကြီးကိုသူကိုယ်တိုင်ထောင်ထဲထည့်ထားတာလေတားဖေသူကိုကယ်ဖို့အတွက်ချင်းဖေကအတွင်းရရှင်ကိုထောင်ထဲလွတ်ပြီးကြည်ကုန်းကိုဝင်ကုခိုင်းရင်အသက်ချမ်းသာခွင့်သေးမယ်လို့တွားပြောခိုင်းပါတယ်ဒါပေမဲ့ကြည်ကုန်းကဝင်းကြီးမင်းကငါ့ကိုလာဖားတာလားကုခိုင်းကြည့်ရင်ဝင်းကြီးကိုယ်တိုင်လာပင့်ခိုင်းလိုက်လို့ပြန်ပြောလိုက်ပါတယ်ချင်းဖေကဒါကိုကြားတော့ငါလူအမတ်ချုပ်ကြီးကတွားပင့်ရမလားဆိုပြီးဒေါသကိုပောက်ကွဲပေမဲ့တားဖေသူရဲ့ဘိုက်ကတဖြည်းဖြည်းပိုကြီးလာတာမို့နောက်ဆုံးတော့ထောင်ထဲကိုကိုယ်တိုင်တွားခဲ့ရပါတော့တယ်ကြည်ကုန်းကချင်းရှုရဲ့ဘိုက်ကိုကြည့်ပြီးတဟာယောက်ျားမိမအင်္ဂါဆုံးရဲ့တန်တရီဇန်ပဲလို့ပြောလိုက်တာကြောင့်ချင်းဝီတုံလင်ပြားထိတ်လန့်ကုန်ပြီးဒါကိုဖယ်ရှားပေးဖို့တောင်းဆိုကြပါတယ်ကြည်ကုန်းလည်းစင်းညွန့်တစ်ခုရေးပေးလိုက်ပေမဲ့အတွင်းရရှင်ကငို့တဲ့ကဆေးဆိုင်အားလုံးလောက်ရှာတာတောင်ဆေးမရပဲပြန်လာခဲ့ပါတယ်သူကပြန်ရောက်တော့လျှာရှုပ်ပြီးအိမ်တော်မှာကိုချင်းစာတရားဆိုတာရှာမရဘူးလို့ပြောလိုက်တာကြောင့်ချင်းဝီကဒေါသတကြီးနဲ့စင်းညွန့်ကိုဆွဲလုပ်ကြည့်လိုက်ရတာစင်းညွန့်ပေါ်မှာကောင်းကင်တရားကင်းမဲ့နေခြင်းဆိုတဲ့စက်လုံးကြီးတွေထင်နေတာကိုတွေ့လိုက်ရပါတယ်အတွင်းရရှင်ကတခင်လေးအပြင်မှာမကောင်းတာတခုခုလှုပ်ထားပုံနဲ့လို့ပြောတာကြောင့်ချင်းဝေကသားချစ်သူကိုအတင်းမေးပါတော့တယ်ချင်းရှုကအစတော့ဘာမှမလုပ်ဘူးလို့ညင်းပေပဲကြည်ကုန်းကအမှန်မတိုင်းမပြောရင်ကိုဝင်ကိုဒီတိုင်းပဲထားလိုက်တော့မယ်လို့ချင်းချောက်တာကြောင့်နောက်ဆုံးတော့ကြောက်ကြောက်လန့်လန့်နဲ့မိန်းကလေးတယောက်ကိုပြန်ပေးဆွဲလာတဲ့အကြောင်းကိုဝန်ခံလိုက်ရပါရဲ့စကားပြောရင်းနဲ့တော့တွားရည်တရားရနဲ့ဖြစ်နေတဲ့သားကိုကြည့်ပြီးချင်းဝေကဒေါသတကြီးနဲ့အတင်းရိုက်နှက်ပါတော့တယ်ဒါကိုမြင်တဲ့ကြည်ကုန်းကလည်းသားသမီးမကောင်းမိဘကောင်းဆိုလို့အဖေတိသူကလည်းတွေးသမိုင်းမိမလူနေတာပဲမဟုတ်လားလို့လောင်ပြောလိုက်ရအနာကမိခင်ပါလေဟုတ်ပါမယ်မနောက်ဖဲဥယျာဉ်ထဲကမိန်းကလေး18ယောက်အောင်ရှင်လူလာတွေပဲလို့ဖော်ကောင်းလို့ပြီးချင်းခွေကိုပါလမ်းရိုက်သွားပါတော့တယ်ချင်းချိုကများလည်းအမေကသားကိုပါလာရိုက်ပြန်လာလားဆိုပြီးငိုချင်းချရပါတော့တယ်ဒီလိုနဲ့ချင်းအိမ်တော်တစ်ခုလုံးကမုတ်ကမတွေဖြစ်ပြီးဝစ်လေကြပါတော့တယ်ဗျာ